အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကြလီပိုင်းပဲဖြစ်ပါတယ်ဒီနေ့ကတော့ကြောတငယ်ကျွန်တော်အတိလာပေးမှာကတော့ကျွန်တော်လိုက်ရွှေနာတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအမှန်တည်းဆိုတငယ်တို့အားလုံးလည်းသိပြီးကြပြီဗျလိုက်ရွှေမှာလည်းကျွန်တော်ပြောပြီးသွားပြီအားလုံးလည်းဗီဒီယိုတွေတင်ကြတာအားလုံးတွေ့ကြမှာထင်တယ်ဗျဒီဗီဒီယိုမှာဖျက်ဗျဒီတိုင်းပဲကျွန်တော်တင်လိုက်တော့မှာနော်ရှင်းလိမ့်မယ်အားလုံးပဲဗျလို့စိတ်ထဲမကြကြပါဘူး1မိနစ်ချပါနဲ့ဗျကျွန်တော်လည်းစိတ်မကောင်းဗျအမှန်တည်းဗျကျွန်တော်ဆုံးဖြတ်ချက်ပေါ့နော်ကျွန်တော်ကောင်းကောင်းချပြောရပြီကျွန်တော်စဉ်းစားနေတာနားဖို့လုပ်နေတာကျွန်တော်2025လောက်တည်းက2024 2025လောက်တည်းပေါ့ကျွန်တော်နားချင်နေတာဗျအဲ့တော့ကျမကြီးတွေလည်းထိခိုက်တော့လည်းပါတယ်ကျွန်တော်လည်းဘယ်လိုပြောမလဲတကယ်ကျွန်တော်ပျော်ရွှင်မှုတွေဟိုအရင်တော့လိုမျိုးမပေးနိုင်တော့ဘူးဗျာကိုနိုင်ကလည်းမပျော်တော့ဘူးအားကြောင့်ကျွန်တော်နားတာပေါ့ကျွန်တော်နောက်ပြီးတော့ကျွန်တော်အကောင်းဆုံးကျွန်တော်ရှိနေတဲ့အချိန်တွေမှာဗျာကျွန်တော်ဒီလက်ရွှင်လွှင့်နေတဲ့ကာလတွေကျွန်တော်ဒီမှာအကောင်းဆုံးကျွန်တော်လုပ်ပေးခဲ့ပြီးပါပြီအမှတ်တရတွေအများကြီးလည်းကျွန်တော်တကယ်တို့ထားပေးခဲ့ပြီးပါပြီဗျာကျွန်တော်အခုနားမယ်ဆိုတာကလည်းဒီကျမ်းမာရေးအကြောင်းလည်းပါတယ်နောက်ပြီးတော့ကျွန်တော်အိမ်မက်လေးတွေရှိတယ်ဗျာငငယ်တုန်းကလေကျွန်တော်လှုပ်ရှင်တဲ့အရာလေးတွေအများကြီးရှိခဲ့တယ်ကျွန်တော်တက်အခုဆို28နှစ်ပြည့်ပါပြီဗျာအခုလာခဲ့တဲ့အလွန်ခဲ့တဲ့2လပိုင်းပါဗျာအဲ့တော့ကျွန်တော်ရှောက်ကျင်တဲ့လမ်းလေးတွေရှိသေးတယ်ဗျာအဲ့ဒါလေးတွေကျွန်တော်အကောင့်ထဲပို့ခြင်းတယ်ကျွန်တော်အိမ်မက်လေးတွေပေါ့လေကျွန်တော်တကယ်လို့ပြစ်ထားခဲ့တာမဟုတ်ဘူးဗျာကျွန်တော်အကောင်းဆုံးတွေလုပ်ပေးခဲ့ပြီးပါပြီကျွန်တော်ဘယ်လိုပြောမလဲဟန်ဆောင်ပြီးတော့လည်းကျွန်တော်မနေတတ်ဘူးဗျာတိန်တော့အားလုံးသိကြတဲ့အတိုင်းကျွန်တော်ဟန်ဆောင်ပြီးတော့လုပ်တွေလည်းကျွန်တော်မလုပ်ချင်တာကျွန်တော်တကယ်ရင်ထဲအပိုင်ပြုံးပြတယ်စင်တဲ့အပိုင်မပြောဘူးဗျာသိရမလားအခုဆိုလဲကျွန်တော်တို့ဒီပတ်စီရဆိုလဲကျွန်တော်တို့ဒီနောက်ပိုင်း keyword တွေတော်တော်ကြီးဦးစားပေးတာလေးမယ်လေဗျာ streamer တွေလည်းနောက်ပိုင်းတော်တော်များများထွန်းပေါက်လာကြပြီဟုတ်တယ်မလားကျွန်တော်ရှိနေတဲ့ကာလမှာလည်းကျွန်တော်အကောင်းဆုံးလုပ်ပေးခဲ့ပြီးပါပြီဗျာအများကြီးပါပဲကျွန်တော်တို့ဆိုလဲစားခဲ့တာ YouTube ကနေစားခဲ့တာလို့မှတ်ပြီးတယ်နော်ကျွန်တော်အမှတ်တရရတဲ့ငယ်ကျွန်တော်အများကြီးကျွန်တော်ပေးခဲ့ပြီးပါပြီကျွန်တော်တို့စူးစမ်းခဲ့ပြီးပါပြီဗီဒီယိုတွေဆိုလဲသူများနဲ့မတူအောင်ကျွန်တော်အမှတ်တရရကျွန်တော်လုပ်ပေးခဲ့တာအများကြီးမှတ်ပြီးတယ်နော်ကျွန်တော်အမှတ်တရတွေအများကြီးပါပဲဗျာနောက်တော့ PMGC မှာတော့ဆိုလဲဒီမြန်မာကိုစားပြုအနေနဲ့ကျွန်တော်တို့စုတော့ကျွန်တော်တက်ယူပေးခဲ့တယ်ဗီဒီယိုတွေဆိုလဲသူများနိုင်ငံတွေမှာမလုပ်ဘူးဗျာအဲ့လိုမျိုး quality ကောင်းကောင်းနဲ့ဗျာ giveaway တွေမလုပ်ကြဘူးကျွန်တော်လုပ်တယ်နောက်ဆုံးဆိုတော့အခု Pepsi Mobile လည်းမြင်သွားတယ်ဗျာကျွန်တော်တို့အဲ့လိုကျွန်တော်လုပ်ပေးခဲ့တဲ့အရာတွေအားလုံးသူတို့မြင်တယ်ကျွန်တော်ဒီစုတွေအကြောင်းလည်းပါတယ်ဗျာရသွားတော့အခုဆိုလဲမြန်မာနိုင်ငံကိုတအားဦးစားပေးတာဗျာတွေ့တယ်မလား